အားလုံးပဲမင်္ဂလာပါတွေးမြင်ကောင်းများနဲ့စိတ်ခွန်အားများရရှိပြီးဘ ഹു တုတနဲ့ပြည့်စုံဖို့အလျောက်မှကြိုဆိုလိုက်ပါတယ်စာဖတ်တဲ့လူတိုင်းတော့အောင်မြင်ကြတာမဟုတ်ပေမဲ့အောင်မြင်ကြတဲ့လူတိုင်းတော့စာဖတ်တဲ့လူတွေကြီးဖြစ်ပါတယ်ယခုအခါဖတ်ပြတင်ဆက်မဲ့အကြောင်းအရာကတော့စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကြောင့်အောင်မြင်လာတဲ့အမေရိကန်နိုင်ငံသားတယောက်ရဲ့အကြောင်းကိုဖတ်ပြမှာဖြစ်ပါတယ်အမေရိကန်နိုင်ငံမှာဒေါက်တာဘင်ကာဆန်သူ့ရဲ့နာမည်ပြည့်စုံတော့ဘင်ဂျမင်ဆိုရမွန်ကာဆန်ဆိုတဲ့လူမဲတယောက်ပါအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ကူတာတဲ့ဆရာဝန်စာရေးဆရာနဲ့နိုင်ငံရေးသမားဖြစ်ထင်ရှားကြော်ကြားပါတယ်သူဟာယခုလက်ရှိမှာသမ္မတဒေါ်နယ်ထရန့်ရဲ့အိုးအိမ်ဌာနကိုတာဝန်ယူထားတဲ့ဝန်ကြီးလည်းဖြစ်ပါတယ်1989ခုနှစ်စက်တင်ဘာလမှာဒေါက်တာကာဆန်ဟာအနောက်ဂျာမနီနိုင်ငံက9လသားအရွယ်ဦးခေါင်းချင်းဆက်အမွာကိုဒူအလောက်လောက်နေတဲ့ဂျွန်ဟော့ကင်းဆေးရုံမှာအောင်မြင်စွာခွဲစိတ်ပေးခဲ့တယ်။အဲဒါကြောင့်ဒေါက်တာကာဆန်ဟာကဘာကျော်သွားခဲ့ပါတယ်။အရင်ကဆရာဝန်တွေတော်များများဟာဦးခေါင်းချင်းဆက်အမွာတွေကိုအများကြီးခွဲစိတ်ပေးခဲ့ဖူးကြပါတယ်။ဒါပေမဲ့သူတို့တီးခြားဖြစ်အောင်ခွဲစိတ်ပေးပြီးမကြာခင်မှာကလေးတယောက်ဒါမှမဟုတ်နှစ်ယောက်စလုံးတေဆုံးသွားကြပါတယ်ဒေါက်တာကာဆန်ခွဲစိတ်ပေးလိုက်လို့တတိတခြားဖြစ်သွားကြတဲ့ကလေးနှစ်ယောက်စလုံးဟာယနေ့ထိတက်ရှင်ယုံမကပဲကြမ်းကြမ်းမာမာရှိနေဆဲဖြစ်ပါတယ်ဒေါက်တာကာဆန်ဟာအောင်မြင်ရေးနည်းစာအုပ်တွေအတော်များများကိုလည်းရေးခဲ့ပါတယ်သူ့စာအုပ်တွေဟာအမေရိကန်နိုင်ငံမှာရောင်းအားအကောင်းဆုံးစာအုပ်စာရင်းဝင်တွေဖြစ်ခဲ့ကြပါတယ်။သူ့အကြောင်းကိုယ်တိုင်ရေးထားတဲ့ Give Hand စာအုပ်ဟာရောင်းကောင်းတယ်လို့အဲ့ဒီစာအုပ်ကို Give Hand နာမည်နဲ့ရုပ်မြင်တန်ကြားဇာတ်လမ်းဖြစ်ရိုက်ကူးပြသခဲ့ပါသေးတယ်။သူ့အကြောင်းကိုအင်တာနက်မှာရှာဖွေဖတ်ကြည့်ရင်းနဲ့သူ့ကိုအောင်မြင်မှုရစေခဲ့တဲ့သူရဲ့ကလေးဘဝတုန်းကအဖြစ်ပြက်လေးကိုဖတ်လိုက်ရပါတယ်။အလွန်စိတ်ဝင်စားစရာကောင်းလို့ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ဘင်ကာဆန်ကို1952ခုနှစ်စက်တင်ဘာလ18ရက်နေ့အမေရိကန်နိုင်ငံမီချီဂန်ပြည်နယ်ဒီထရိုက်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမှာအကိုတယောက်ရှိပါတယ်။သူမိသားစုဟာအလွန်ဆင်းရဲလာပါတယ်။ဘင်ကာဆန်အသက်8နှစ်အရွယ်မှာသူ့ဖေဟာမိသားစုကိုစွန့်ခွာထွက်သွားတယ်။စာမတတ်တဲ့သူ့အမေဆိုညာဟာအလုံး2ခု3ခုကိုတပြိုင်တည်းလုပ်ပြီးသူတို့ညီကိုတွေကိုရှာဖွေကျွေးမွေးခဲ့ရပါတယ်။သူ့မိဟာ3တန်းထိပဲကျောင်းနေခဲ့ဖူးပါတယ်။ဒါပေမဲ့သူဟာသူ့သားတွေကိုပညာတတ်ကြီးတွေဖြစ်စေချင်ခဲ့တယ်။ဒါကြောင့်ရှာလို့ရတဲ့ပတ်စံလေးနဲ့သူတို့ကိုကျောင်းထားပေးတယ်။ဘင်ကာဆန်တို့ညီကိုဟာစော့ကစားမဲ့ပြီးကျောင်းစာကိုလည်းစိတ်မဝင်စားကြဘူး။ဒါကြောင့်သူတို့ဟာကျောင်းမှာစာမလိုက်နိုင်ခဲ့ကြဘူး။အထူးသဖြင့်ဘင်ကာဆန်ဟာအတန်းထဲမှာအမြဲတမ်းနောက်ဆုံးဆင့်ဖြစ်နေတယ်။အတန်းဖော်တွေကသူ့ကိုငတုံးငအားလို့အမြဲတမ်းနောက်ပြောင်ခေါ်ကြတယ်။ကျောင်းကဆီယာမတွေကဘင်ကာဆန်တို့အညီကိုဟာကျောင်းကပေးလိုက်တဲ့အိမ်စာတွေကိုမလုပ်ကြဘူးလို့သူတို့အမေဆိုညာကိုတိုင်ကြားကြတယ်။ဒါကြောင့်အမေဆိုညာကသူတို့နှစ်ယောက်ကိုစီကန်းချက်တွေတတ်မှတ်ပေးလိုက်တယ်။အဲ့ဒါကတော့ကျောင်းကပေးတဲ့အိမ်စာတွေအားလုံးကိုလုပ်ပြီးကြမှ TV ကြည့်ခွင့်ရမယ်။အိမ်ပြင်ထွက်ကစားလို့ရမယ်။နောက်ထပ်စီကန်းချက်ကသူတို့ဟာရက်ွက်စာကြည့်တိုက်ကိုတွားပြီးတစ်ပတ်ကိုစာအုပ်2အုပ်တွားငားရမယ်။ငားလာတဲ့စာအုပ်တွေကိုဖတ်ပြီးစာအုပ်ပါအကြောင်းအရာအနှစ်ချုပ်ကိုအမေစီစာရေးတင်ကြရမယ်တဲ့။သူတို့ဟာအမေပြောတဲ့အတိုင်းစာအုပ်တွေဖတ်ပြီးအမေစီကိုစာရေးတင်ကြရတယ်။ဘင်ကာဆန်ဟာအမေစီကန်းချက်တွေကိုမကြိုက်ပေမဲ့တတင်းပတ်အတန်ကြာမှာစာအုပ်ဖတ်ရတာကိုသဘောကျလာတယ်။စာအုပ်ဖတ်နေရင်စိတ်ကူးထဲမှာသူတွားချင်တဲ့နေရာကိုတွားနိုင်တယ်လို့သူဖြစ်ချင်တာဖြစ်လို့ရတာကြောင့်စာအုပ်ဖတ်နေရတာကိုပျော်လာတယ်။စာအုပ်တွေကိုပို့ပြီးဖတ်လာတယ်။တိတ်ပံဝတ္ထုတွေကံဝင်စာအုပ်ကြီးတွေကိုဖတ်လာနိုင်တယ်။တစ်နှစ်အတွင်းဘင်ကာဆန်ဟာအတန်းထဲမှာနောက်ဆုံးဆင့်ကနေထိပ်ဆုံးဆင့်ကိုရောက်သွားခဲ့တယ်။
တူเจ้าကဆရာမတွေအရန်အော်တွားကြတယ်တူကိုပါကြောင်ချိန်တို့လေးတွင်းစားတော်လာတာလဲလို့ဆရာမတွေကအမေးကြတော့သူကစာအုပ်ထဲကဖတ်ထားတဲ့အသိပညာကိုကျောင်းစာလေ့လာကျက်မှတ်ရမှာအတုံးချခဲ့လို့ပါပဲတဲ့သူစာကိုဘယ်လိုကျက်မှတ်ရမယ်အချက်လက်တွေကိုဘယ်လိုမှတ်သားရမယ်ဆိုတဲ့နည်းတွေကိုစာအုပ်ထဲမှာဖတ်ရလို့လက်တွေ့တုံးချခဲ့လို့ပါတဲ့ဘဟုတုတနဲ့ပတ်သက်ရင်တကြောင်းလုံးမှာစာအုပ်တွေအများကြီးဖတ်ထားတဲ့ပင်ကာဆန်ကိုရင်နိုင်တဲ့အကြောင်းသားတယောက်မှမရှိပါဘူးတို့ပြောရရင်ပင်ကာဆန်ဟာအထက်တန်းကျောင်းကိုအစင်းမြင့်မြတ်နဲ့အောင်လို့စေကျောင်းတက်ခွင့်ရတယ်ဆရာဝန်ဖြစ်လာတဲ့အောင်မြင်တဲ့ခွဲစိတ်ဆရာဝန်ကြီးစာရေးဆရာနိုင်ငံရေးသမားဖြစ်လာခဲ့ပါတယ်သူငယ်စဉ်ကအမေရဲ့စီကံတင်းကျပ်တဲ့အကြောင်းကိုမေးကြည့်တော့သူကခုလိုပြန်ပြောပြတယ်အဲ့ဒီတော့ကအမေရဲ့အိမ်စာလောက်တာမပြီးရင် TV မကြည့်ရအောင်အပြင်ထွက်မစော့ရအောင်စာကြည့်တိုင်းကစာအုပ်ငါဖတ်ရမယ်ဆိုတော့စီကံချက်တွေကိုကျင်းတာတော့မဟုတ်ပါဘူးဒါပေမဲ့အမေကသူပြောတာမလုပ်ရင်မကြိုက်ဘူးဆိုတာကိုတီးလို့အမေကျင်းအောင်လှုပ်ပေးတာပါအမေဟာပညာမတတ်ပေမဲ့သူနီးသူဟာနဲ့ကျွန်တော်တို့ကိုထိုးချွန်အောင်လှုပ်ပေးခဲ့တာပါအမေစီကံချက်တွေကြောင့်တာမဟုတ်ရင်ကျွန်တော်အခုချိန်မှာမူရည်စေတမားတခိုးဘွားနဲ့ထောင်ထဲရောက်နေမှာပါတဲ့အတွေ့အမြင်ကောင်းများနဲ့စိတ်ခွန်အားများရရှိပြီးဘဟုတုတနဲ့ပြေဆုံးဖို့ညအလင်းတွေပေးစွမ်းမဲ့အလင်းရောင်မကြိုးစိုးလျက်ပါအလင်းရောင်